မကြခင်မှာအသစ်ထွက်ရှိလာမဲ့ Jade application နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ထဲမှာအကြိုက်ဆုံး feature တစ်ခုပြောပြပါတန်ဘာလို့ကြိုက်တာအိမ်ချက်မြင်းနဲ့ပတ်သက်ပြီးတော့ဈေးနှုန်းတန်ဆုံးဆိုတဲ့ပို့တွေကိုအဲ့မှာတွေ့ရမယ်ပြီးတော့အဲ့ feature နဲ့ပတ်သက်ပြီးတော့ rating ပေးမယ်ဆိုရင်1 to 5မှာဘယ်လောက်ပေးချင်လဲတကယ်မိုက်တယ်မကြခင်မှာအသက်ထွက်ရှိလာမယ်ပေါ့နော် Jade application နဲ့ပတ်သက်ပြီးတော့အကြိုက်ဆုံး feature တွေတစ်ခုပြောပြကြိုက်ဆုံး feature တွေတစ်ခုဆိုလို့ရှိရင်တော့ကျွန်တော်အဲ့မှာရှားပြဟာတွေဆိုလို့ရှိရင်ပါတယ်လေရှားပြဟာတွေဆိုလို့ရှိရင်လုံးဝရှားရနေမတူဘူး update ဖြစ်တယ်နောက်ပြီးလို့ရှိရင်ဒီကအပြင်မှာရှိတဲ့တကယ်ထွက်ထားတဲ့ဟာတွေနဲ့သူကတီးတန့်လုပ်ဝေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝ update ဖြစ်တယ်တခြားကြည့်လို့ရတယ်နောက်ပြီးတော့တွက်ချက်မယ်ဆိုလို့ရှိရင်ရှားပြတွက်တဲ့ဟာတွေကလုံးဝမှန်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အပြင်မှာဆိုရှိရကွာသွားမေးနေရတယ်ပါတယ်အဲ့လိုမေးကြမလို့ဒီ app 2ထဲမှာလည်းလုံးဝအစုံလင်ကြည့်လို့ရတယ်တကယ်လို့ဒီ feature တွေကိုပေါ့နော် rating ပေးမယ်ဆိုရင်1 to 5မှာဘယ်လောက်ပေးချင်လဲfeature တွေအကုန်လုံးကိုဆိုလို့ရှိရင်တော့1 to 5မှာဆိုလို့ရှိရင်4လောက်ထိပေးလို့ရတယ်ကွာတကယ်ဒါပေမဲ့ရှားပြဟာတော့5ဆိုလို့ရှိရင်6ထိကိုပေးလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ application ထွက်လာတဲ့အခါမှာပေါ့နော် user တွေကိုဘာကြောင့်သုံးစေခြင်းလဲဘာဖြစ်လို့သုံးစေခြင်းလဲပြပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ Jade မှာဆိုလို့ရှိရင်အိမ်ရှားတာလည်းအရန်လွယ်တယ်တချို့ဆိုရှိတယ်ဗျကျွန်တော်တို့လိုမျိုးဆိုရင်ဒီမှာအလုံးမှာဆိုရှင်မအားဘူးနေဆိုရှင်ရုံးမှာပဲအချိန်ကုန်နေရတယ်အဲ့လိုမျိုးဆိုရင်ကိုတော့ကိုပိုင်လေးလိုချင်တယ်ဆိုလို့ရှိရင်တော့မှာပဲကွာရှားတာအချိန်မပေးနိုင်တဲ့ခါကျတော့အပြင်မှာလိုက်ကြည့်ရကိုနဲ့တွားကြည့်တဲ့ဒီအကျိုးဆောင်တရားဖြစ်ပွဲသားဖြစ်တာအဆင်မပြေလည်းရှိနိုင်တယ်အဲ့လိုမျိုးဆိုတော့တွားကြည့်ပြီးမှကိုကြိုက်တဲ့ပုံစံမျိုးဖြစ်မနေဘူးဆိုရင်ဒါအဆင်မပြေဘူး application နဲ့ကြည့်ရကြအဲ့လိုနဲ့မတူတော့ဘူးကိုယ်တိုင်အဲ့ထဲမှာပါတဲ့ location ကိုအဲ့နားကိုကြည့်လို့ရတယ်နောက်ပြီးအဲ့နားမှာဘယ်လောက်ဈေးရှိရဲဆိုတာအစားအဲ့ location အရာမိသားမှာတခြားရောင်းခွက်တွေကိုကြည့်လိုက်မယ်ဆိုလဲဈေးနှုန်းတွေကိုခန့်မှန်းလို့ရတယ်အဲ့တော့ပေါက်ဈေးကိုလည်းကိုတည်တယ်လို့မျိုးပဲ location ကိုလည်းကိုတို့ကသွားကြည့်တာမလို့အချိန်ကုန်လဲတက်တာတယ်ကွာကိုလည်းနောက်မှရှိတဲ့ update တွေကိုလည်းသိရဆိုတော့တေချာစဉ်းစားပြီးဆုံးဖြတ်လို့ရတယ်ဒါကြောင့်မလို့အဲ့ဒါတော့ပိုပြီးသုံးစေချင်တယ်ကျေးဇူးတင်ပါတယ်လောက်ဆက်ရှုပ်လိုက်ပါမကြခင်မှာအသက်ထွက်ရှိလာမဲ့ Jade application နဲ့ပတ်သက်ပြီးတော့အဲ့ထဲရမှာပေါ့နော်ကြိုက်တဲ့ feature လေးရှင်ပြောပြပေးပါJade application နဲ့မှာခန့်အကြိုက်ဆုံး function တစ်ခုကပါလဲဆိုတော့ lawyer ကြီးပေါ့နော်ချန်မီနဲ့ပတ်သက်တဲ့ဥပဒေကိစ္စအဝါဝါကိုရှေ့နေရှေ့ရက်တွေနဲ့တေချာတိုင်မဆွေးနွေးလို့ရဖြစ်တဲ့ကြောင့်မလို့ခန့်ကတော့ဒီ function ကိုရမ်းကြိုက်ပါတယ် rating ပေးရမှာဆိုလို့ရှိရင်လည်း 5 လောက်ထိကိုမှပေးပါတယ်ပြီးလို့ရှိရင်ဒီ application ထွက်လာတဲ့အခါကျလို့ရှိရင်လည်းဒီ application ရဆိုလို့ရှိရင်ဖုန်းတစ်လုံးရှိုံနဲ့လုံးဝမှအချင်းကုန်ခံစရာမလိုဘူးဒီအိမ်ချမ်းမြေကိစ္စအဝါဝါကိုဒီဖုန်းလုံးထဲမှာပဲရောင်းဝယ်ငါပြုတ်လို့ရဆိုတော့အရန်ဥမှာအဆင်ပြေတဲ့ application တစ်ခုဖြစ်ပါတယ်။ဒါမှမဟုတ် application ထွက်လာတဲ့အခါမှာလည်းဝိုင်းဝန်းပြီးတော့အသုံးပြုကြဖို့အတွက်ခိုင်းကနေပြီးတော့အကြံပေးချင်ပါတယ်ခင်ဗျာ။